One Keynote Biblical Leadership and Management page ကနေပြန်လည်ပြီးခါမှချိုးဆိုပါရယ်ဆိုတော့ကျွန်တော်တို့ဒီ page တစ်ခုထဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ G-Talk TV နောက်ပြီးမှ Facebook မှာကြတော့ကျွန်တော်တို့ဒီ BHM Live Channel မှာတွားပြီးခါမှနားထောင်လို့လည်းရပါတယ်ဆိုတော့ကျွန်တော်ဒီ3နေရာမှာဒီ servant leadership နဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ပြန်ပြီးခါမှဆွေးနွေးထားတဲ့အရာလေးတွေကိုနားထောင်လို့ရပါတယ်ဒီကနေ့မှာကျွန်တော်တို့က servant leadership biblical leadership and management အစီခံစီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုဆိုတဲ့အရာကိုကျွန်တော်အမြဲတမ်းဆွေးနွေးလျက်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကနေ့စဉ်နဲ့နေ့တိုင်းဒုတက်နေသောသူများဖြစ်ပြီးအဖွဲ့အစည်းတွေနောက်ပြီးမှကျွန်တော်တို့ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွေမှာတနေ့ပြီးတနေ့ခေတ်ကြီးကလည်းပြောင်းလဲသလိုကျွန်တော်ရဲ့ခေါင်းဆောင်မှုတွေစီမံခန့်ခွဲမှုတွေကလည်းပဲခေတ်နဲ့အညီအမြဲတမ်းတင့်လျော်တဲ့ခေါင်းဆောင်မှုတွေစီမံခန့်ခွဲမှုတွေကိုအသုံးပြုဖို့လိုအပ်ပါတယ်အဲ့ဒီမှာစီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုကဘယ်တော့မှမယိုးဘူးခေတ်ကာလတာပြောင်းသွားတယ်ဘယ်တော့မှမယိုးတဲ့ခေါင်းဆောင်မှုကတော့ servant leadership and management ပဲဖြစ်တယ်အစီခံခေါင်းဆောင်မှုနဲ့အစီခံစီမံခန့်ခွဲမှုကဘယ်ခေတ်ကာလမှာပဲရောက်နေပါစေသူကအမြဲတမ်းကိုက်ညီတဲ့အဖွဲ့အစည်းတော်၎င်းကျွန်တော်တို့ community အတွက်တော်၎င်းကျွန်တော်တို့ဒီအသင်းတော်တွေအတွက်တော်၎င်းဒါကတိတ်ပြီးခါမှလိုအပ်တဲ့အရာတိတ်ပြီးခါမှစီလျော်တဲ့အရာဖြစ်ပါတယ်ရာစုတွေပြောင်းပါဒါပေမဲ့ဒီ servant leadership ဆိုတဲ့အစီခံခေါင်းဆောင်မှုနဲ့အစီခံmanagement တွေကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာလေးကိုလည်းထပ်လောင်းပြီးခါမှကျွန်တော်အားပေးချင်ပါတယ်ဒါကြောင့်ဒီကနေ့မှာကျွန်တော်ဘယ်အကြောင်းအရာလေးကိုဆွေးနွေးချင်တယ်လဲဆိုရင်ခေါင်းဆောင်မှုပိုင်းဆိုင်ရာဖြစ်တဲ့ shepherd leadership တိုးသိမ်းထံကနဲ့ခေါင်းဆောင်မှုတိုးထိန်ဒီကဘလို့အနေနဲ့ခေါင်းဆောင်မှုနဲ့ဆက်နွယ်မှုရှိတယ်လဲဆိုတာကိုဒီနေ့မှာကျွန်တော်တို့တစ်ချက်ပြီးတစ်ချက်ကျွန်တော်တို့တူကလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ servant leadership ထဲကနဲ့ကျွန်တော်တို့ကတိုးထိန်ရဲ့ခေါင်းဆောင်မှုကိုကျွန်တော်လေ့လာကြအောင်နံပါတ်1ချက်ကဘာလဲဆိုရင်ဂယုစိုက်မှုဦးစားပေးခြင်းဂယုစိုက်မှုဦးစားပေးခြင်းဘာလို့ကိုက shepherd leadership ကိုဦးဆောင်လာပြီဆိုရင်ဂယုစိုက်ဦးစားပေးမှုရှိဖို့အရင်ရေးကြည့်ပါတယ်အဲအကြောင်းအရာကဘာလဲဆိုရင်တိုးထိန်ကဲ့သို့ခေါင်းဆောင်ဟာအဖွဲ့သားများရဲ့ကောင်းကျိုးကိုဦးစားပေးတယ်ပြောချင်တဲ့အရာကတိုးထိန်ဒီကတိုးရဲ့100မှာ80ရာခိုင်နှုန်းကိုတာဝန်ယူရတယ်တိုးရီလမ်းကြောင်းမှန်ကိုရောက်ဖို့တိုးရီအန်ဒရီယာနဲ့လွတ်မြောက်ဖို့အတွက်တိုးရီကောင်းမွန်စွာအဖြစ်စကြက်ကိုရနိုင်ဖို့အတွက်စားနိုင်ဖို့အတွက်80ရာခိုင်နှုန်းကတိုးထိန်ပေါ်မှာမူတည်တယ်တစ်ဖက်ကလည်းပြောရရင်တော့တိုးထိန်ကဂယုစိုက်ပြီးခါမှပဲ့ပြင်ထိန်ချောင်းပေးရတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်ဒီတိုင်းပဲကျွန်တော်အဖွဲ့အစည်းကိုဥဆောင်လာတဲ့အခါမှာကိုကခေါင်းဆောင်တယောက်ဖြစ်လာပြီကျွန်တော်တို့ community မှာတော်လကောင်းကျွန်တော်တို့အသင်းအဖွဲ့တို့ကျွန်တော်တို့အသင်းတော်မှာတော်လကောင်းကျွန်တော်တို့က company မှာတော်လကောင်းခေါင်းဆောင်တယောက်ဖြစ်လာပြီဆိုရင်ကိုနဲ့လှုပ်ဖော်ဆောင်ဘက်တီကိုအစီခံပြီးခါမှသူတို့ခေါင်းမွန်ဆိုအလုပ်လုပ်နိုင်ဖို့အတွက်ကိုကအစီခံပေးရမယ်ဂယုစိုက်ပေးရမယ်ဆိုတာကိုနံပါတ်1ချက်အနေနဲ့ကျွန်တော်နားလေသဘောပေါက်ဖို့လိုအပ်ပါတယ်အဲဆိုနံပါတ်2ချက်အနေနဲ့ကျွန်တော်ကြည့်ရအောင်လမ်းညွှန်မှုပေးခြင်းလမ်းညွှန်မှုပေးခြင်းနဲ့ဘယ်လိုလဲဆိုအဖွဲ့ကိုရေမှန်းချက်စီတို့ရှင်းလင်းစွာဥတီပို့ဆောင်ပေးရမယ်ဆိုတော့ဘာလဲဆိုတိုးထိန်ကလမ်းညွှန်ပေးခြင်းဆိုတာတိုးရီကတိုးထိန်ရဲ့လမ်းပြမှုမရှိဘူးဆိုရင်ဘယ်နာမှာစကြက်ကောင်းတယ်လဲဘယ်နာမှာစကြက်ကောင်းပြီးဘယ်နာမှာရေတန့်ကောင်းတယ်ဘယ်နာကအန်ဒရကင်းတယ်ဆိုတာကိုတိုးရီကမသိဘူးအဲ့ဒါကြောင့်ကိုကအဖွဲ့အစည်းတွေမှာကောင်းဆောင်လှုပ်လာပြီဆိုရင်ကျွန်တော်တို့ ਨੇ လှုပ်ဖော်ဆောင်ဖက်တီကဘယ်နာကိုတွားရင်သူတို့အတွက်လွယ်ကူမယ်ဘယ်နာတွားရင်ကြော်ရှောရှူရှူနဲ့ကျွန်တော်တို့အလုပ်ကိုပြီးစီးမယ်ဘယ်နေရာတွေကိုကျွန်တော်တို့ကတွားရင်အကောင်းဆုံးအရာဖြစ်မလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကသေချာလေးလမ်းညွှန်မှုပေးတတ်ဖို့အရင်ပဲရေးကြည့်ပါတယ်ကျွန်တော်လိုချင်တဲ့ပန်းနိုင်ကိုတိတိကျကျနဲ့ကျွန်တော်တို့ကပဲ့ပြင်ပေးဖို့လမ်းပြပေးဖို့လမ်းညွှန်ပေးဖို့ရှင်းလင်းတိကျတဲ့ရည်မှန်းချက်တွေလမ်းညွှန်ချက်တွေပေးဖို့သိပြီးခါမှအရေးကြီးပါတယ်အဲဆိုနံပါတ်3ချက်ကိုကျွန်တော်ကြည့်ရအောင်
ဘာလို့ပေးလဲဆိုတော့နံပါတ်3ချက်ကကာကွယ်ပေးခြင်းဆိုကာကွယ်ပေးခြင်းကာကွယ်ပေးခြင်းလို့ကျွန်တော်ပြောရတာဘာလဲဆိုတော့အဖွဲ့အသားများကိုအန္တရာယ်များတို့မို့အခက်အခဲများကကာကွယ်ပေးတယ်ပြောချင်တဲ့အရာကတိုးရီကဘယ်ချိန်မှာအန္တရာယ်ကြောက်ရောက်မလဲဘယ်တရိတ်ဆန်ဒီဘယ်ကြားဒီဘယ်ဝန်းပလွေဒီဘယ်ချက်တစ်တီကသူတို့ကိုလာစားမလဲဆိုတာကိုသူတို့ကမသိနိုင်တယ်လို့သူတို့ကတကယ်ပဲလာပြီးခါမှတိုက်ခိုက်ပြီးမှသူတို့ကိုကြိုက်စားမယ်ဆိုတဲ့အချိန်မှာလဲခုခံကာကွယ်နိုင်ခွင့်မရှိဘူးသူတို့မှအဲ့လောက်အင်အားလည်းမရှိဘူးကျွန်တော်တို့အဲ့ဒါအတွက်ကြောင့်ကောင်းဆောင်တယောက်ဖြစ်လာပြီဆိုကိုယ့်ရဲ့လှုပ်ဖော်ဆောင်ဖက်ကိုနဲ့လက်တွဲလုပ်နေသောသူတွေကိုကျွန်တော်တို့ကကောင်းကောင်းမွန်မွန်နဲ့ကာကွယ်ပေးတတ်ဖို့တအရေးကြီးတယ်သူတို့မတတ်နိုင်တဲ့အရာတွေမှာကျွန်တော်တို့ကလမ်းပြပေးမယ်ပဲ့ပြင်ပေးမယ်သူတို့ခက်ခဲနေတဲ့အရာတွေအန်ဒရယ်တွေကြာရောက်တဲ့ရန်ကနဲ့ကျွန်တော်တို့တွေကကာကွယ်ပေးဖို့ကသိပြီးခါမှအရေးကြီးပါတယ်ဒါကောင်းဆောင်ကနံပါတ်3ချက်အနေနဲ့ပြုလုပ်တဲ့အရာဖြစ်တယ်အဲ့ဆိုနံပါတ်4ချက်အနေနဲ့ဘာဖြစ်မလဲဆိုကြည့်အောင်စီးလုံးညီညွတ်မှုတည်ဆောက်ခြင်းစီးလုံးညီညွတ်မှုကိုတည်ဆောက်ပေးရမယ်ကြည့်အောင်အဖွဲ့တွင်ယုံကြည်မှုနဲ့စီးလုံးမှုကိုအားပေးမြင့်တင်ရမယ်ဘာဖြစ်လို့လဲဆိုရင်တိုးရီကတအုပ်စုထဲမှာသွားပဲနဲ့ဟိုတကောင်ဒီတကောင်နေနဲ့သွားတဲ့အခါမှာတိုးထင်းကဘလို့မှထိန်ချောင်းနိုင်မှာမဟုတ်ဘူးအန်ဒရယ်တွေလည်းကြာရောက်မယ်ဖြစ်လာမဲ့ပြဿနာပေါင်းမြောက်များစွာသူတို့ကြုံတွေ့ရမယ်ကတိုးထင်းကတိတဲ့အတွက်ကြောင့်တိုးရီကိုတစုတစဲထဲနဲ့အမြဲတမ်းမဲ့သူကဥဆောင်နေဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ကတိုးထင်းတန်ကနေကောင်းဆောင်နံပါတ်4ချက်ဖြစ်တဲ့အရာကကျွန်တော်တို့တွေကကျွန်တော်တို့ဥဆောင်နေတော့အဖွဲ့အစည်းတွေမှာကောင်းမွန်စွာအဖြစ်အန္တရာယ်ရန်နေရနဲ့ကျွန်တော်ကာကွယ်ပေးတတ်ဖို့သိပြီးခါမှာအရေးကြီးတယ်အဲ့အတိုင်းပဲအချက်4ချက်ဖြစ်တဲ့စီးလုံးညီညွတ်ဖို့စီးလုံးညီညွတ်ချင်းဆိုတဲ့အကြောင်းအရာကိုနဲ့လှုပ်ဖော်ဆောင်ဖက်တီတယောက်ကိုတယောက်ဖေးမဖို့တယောက်ကိုတယောက်ကယူနာမေတ္တာတွေထားပြီးခါမှရှောက်လန်းရမယ်လမ်းကြောင်းတွေကိုပြတာပေးနိုင်တဲ့ခေါင်းဆောင်ဖြစ်ဖို့လိုအပ်ပါတယ်ဒါကစီးလုံးညီညွတ်မှုလုံးဝရှိသင့်တယ်ဆိုတဲ့အကြောင်းအရာကိုဒီအစေခံခေါင်းဆောင်မှုထဲနဲ့ကျွန်တော်တို့တိုးထင်းခေါင်းဆောင်မှုထံကနေကျွန်တော်ပြန်ပြီးခါမှာအချက်4ချက်နဲ့တင်ယူလို့ရတဲ့အရာဖြစ်ပါတယ်အဲဆိုရင်နံပါတ်5ချက်ကဘာလဲဆိုစိတ်ရှည်မှုနဲ့နားလည်မှုစိတ်ရှည်မှုနဲ့နားလည်မှုကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဘာတွေ့လို့ရတယ်လဲဆိုရင်အဖွဲ့အသားများ၏အားနည်းချက်များကိုတီးခံပြီးဖြည်းဖြည်းချင်းတိုးတက်အောင်ကူညီရမယ်ဒါကြောင့်တိုးထိန်တွေကတော့တိုးရီရဲ့အကြောင်းအရာကိုသိတဲ့အခါမှာစိတ်ရှည်တယ်တိုးရီကတိုးထိန်ရဲ့စကားတန်တစ်ခုပဲနားလေတယ်ဘာရီကြုံရမယ်ဘာရီဆိုတာတိုးကတကယ်ပဲတိုးထိန်မပါလို့ရှိရင်သူတို့တွေက0ပဲဒါပေမဲ့တိုးထိန်ကသူတို့နဲ့အတူပါရှိလာတဲ့အခါမှာတိုးထိန်ရဲ့စကားကိုနားထောင်တယ်အဲ့ကြောင့်မဲ့တိုးရီကတိုးထိန်ရဲ့အတန်ကိုတော့ကြားတယ်အဲ့တော့ကြောင့်တိုးထိန်ဒီကဘာလို့ရတယ်လဲဆိုရင်တိုးရီကဒီလိုမျိုးဖြစ်တာကိုနားလေတဲ့အတွက်ကြောင့်စိတ်ရှည်ပြီးခါမှာသူတို့ကိုနားလေပြီးတယ်ဒီတိုင်းပဲကျွန်တော်တို့က Shepherd leadership လို့ခေါ်တဲ့တိုးထိန်ထံကနေခေါင်းဆောင်နံပါတ်5ချက်ကကျွန်တော်တို့အတော်ဒီခေါင်းဆောင်မှုအတော်တွင်းမှာလှုပ်ဖော်ဆောင်ဖက်တီကြားထဲမှာစိတ်ရှည်တတ်ဖို့သိပြီးခါမှာအရေးကြီးပါတယ်စိတ်ရှည်ယုံတင်မှုကိုနားလေပြီးတတ်ဖို့လည်းသိအရေးကြီးတယ်တချို့တလေကကိုတတ်မှတ်ထားတဲ့ရီမန်းချက်တီကိုတတ်မှတ်ထားတဲ့အကြောင်းအရာတွေကိုနားမလဲတဲ့အရာတွေအများကြီးရှိမှာပါအဲ့ချိန်မှာကျတော့စိတ်ရှည်ဖို့လည်းသိပြီးခါမှာအရေးကြီးတယ်လို့ကျွန်တော်တို့ကနေ့စဉ်နဲ့နေ့တိုင်းနားလေပြီးမှုကလည်းသိပြီးခါမှာအရေးကြီးပါတယ်ဒါကြောင့်တိုးထိန်ထံကလည်းကျွန်တော်သင်ခန်းစာယူလို့ရတဲ့ခေါင်းဆောင်မှုအချက်5ချက်ကိုကျွန်တော်ပြောသွားပြီးဖြစ်ပါတယ်နောက်ပြီးတော့နောက်5ချက်ကိုကျွန်တော်တို့ပြန်ပြီးခါမှဆက်လက်ပြီးမှလေ့လာဖို့လဲကျွန်တော်ပြန်ပြီးခါမှအားပေးချင်ပါတယ်ဆိုတော့မကြခင်မှာပြန်လည်ပြီးခါမှတွေ့ကြရအောင်လို့ပြောချင်ပါတယ် page ကိုကြည့်လို့ရှိရင် like subscribe ရဲ့ comment လေးမှာလည်းအားပေးသွားပါဦးလို့ကျွန်တော်ဒီကနေ့တောင်းဆိုပြစီကျေးဇူးတင်ပါတယ်